ရောက်ရုံမြင့်တန်ကြားပြည်သက်များရှင်မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာခြေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအထုံးငါတောက်ပဆုံးသောနိုင်ငံဖြစ်ဂုဏ်ယူဝဲထင်ရှားကျော်ကြားတဲ့နိုင်ငံဖြစ်ပါတယ်။ဖျားပထိုးစီတို့လက်ညှိုးထိုးမလဲအောင်တည်ရှိနေတဲ့မြန်မာနိုင်ငံတော်အတွင်းမှာသာသနာအလံကိုမြင့်မြင့်မားမားစိုက်ထူနိုင်ခဲ့ကြတဲ့သာသနာကျက်သေးဆောင်သာသနာအာဇာနည်ဆရာတော်ကြီးများလည်းအများအပြားပေါ်ထွက်ခဲ့ပါတယ်ရှင်။မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေဟာပါဠိဘာသာနဲ့သာတည်ရှိနေကြတဲ့အတွက်ပါဠိဘာသာတက်ကျွမ်းတဲ့ယဟန်တော်တွေသာသိရှိနိုင်ပြီးပါဠိဘာသာမတက်ကျွမ်းတဲ့လူပုဂ္ဂိုလ်များကတော့တရားသဘောတရားအရာသာကိုခံစားနိုင်ခွင့်မရခဲ့ပါဘူး။ဒါကြောင့်လေတရားတော်တွေရဲ့မူရင်းအနှစ်သာရကိုအပြည့်အဝခံစားနိုင်စေဖို့ပိဋကတ်တော်တွေကိုမြန်မာဘာသာပြန်ဆိုပြီးဟောကြားတော်မူခဲ့တဲ့ပိဋကတ်အကျော်ဆရာတော်ကြီးများရဲ့ကျေးဇူးဟာလွန်စွာမှကြီးမားလှပါတယ်။ရောက်ရုံမြင့်တန်ကြားပြည်သက်များရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်းပါဠိနဲ့တက္ကသစာပေပရိယတ်များကိုကျွမ်းကျင်နိုင်ရင်းစွာတက်မြောက်တော်မူပြီးပိဋကတ်သုံးပုံမှာအင်တန်ခက်ခဲနည်းနည်းလာသောအဘိဓမ္မာဓမ္မဒေသနာတော်တို့ကိုဝိနည်းအပေါင်းတို့လွယ်ကူရှင်းလင်းစွာနားလည်နိုင်ကြစေရန်မြန်မာလိုပြန်ပြီးအရာကောက်ပြနိုင်တဲ့ပညာဉာဏ်ကြီးမားတဲ့ဆရာတော်ကြီးတစ်ပါးဖြစ်တော်မူပါတယ်ရှင်ရောက်ရုံမြင့်တန်ကြားပြည်သက်များရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟာပရိယတ္တိပရိပတ်တိပရိဝေဒဆိုတဲ့သာသနာတော်၃ရပ်ပြန့်ပွားစေရန်အတွက်ဆွမ်းဆွမ်းတမန်ဆောင်ရွက်တော်မူနိုင်ခဲ့ရုံများမကခက်ခဲနက်နဲလှတဲ့ဘုရားရဲ့တရားတော်တွေကိုတာမန်ဘုရုဇင်လူသားတွေနာကြားခွင့်ခံစားခွင့်ရအောင်လမ်းညွှန်ပြသပေးတော်မူနိုင်ခဲ့ပါတယ်ပဋိစ္စသမုပ္ပါတရားတော်နဲ့ပတ်သက်ပြီးလဲအကြောင်းကြောင့်အကျိုးဖြစ်သောပဋိစ္စသမုပ္ပါဒေသနာလေပုံပြတ်ပုံစဝိုင်းကိုကိုယ်တိုင်တီထွင်ကသစ္စာ၄ပါးတရားတော်မြတ်ကိုလူများနားလေကျင့်ကြံနိုင်အောင်ခန္ဓာဉာဏ်ရောက်နိဗ္ဗာန်ရောက်ကြောင်း